ထိတ်တန်းလူသက်သမား Tapasasan တယောက်ဟာကြက်ဥတစ်လုံးကိုဇွန်းနဲ့ခောက်ပြီးအေးအေးဆေးဆေးစားဖို့ပြင်နေပါတယ်။ဒါပေမဲ့သူကင်ထားတဲ့ဇွန်းရဲ့အရိပ်ထဲကနေတဆင့်တောင်ပေါ်မှာပုံအောင်နေတဲ့အမျိုးသမီးစနိုက်ပါသမားတယောက်ကိုရုတ်တရက်မြင်လိုက်ရပါတယ်။သူအံ့ဩသွားတဲ့အချိန်မှာပဲစနိုက်ပါသမားကကြည်စံကိုပစ်လွတ်လိုက်ပါပြီးကံကောင်းချင်တော့သူကအနှဲငယ်တိမ်းဆောင်လိုက်တာကြောင့်ကြည်စံကသူ့နားကနေတီတီလေးဖြတ်သွားခဲ့ပါတယ်။သူဟာချက်ချင်းပဲအကာအကွယ်နောက်ကိုခုံဝင်လိုက်ပေမဲ့စနိုက်ပါသမားကလက်မလျှော့ပါဘူး။ဒီတစ်ခါမှာတော့သူမက Armor Piercing တန်ချက်ကဖောက်ကြည်စံနဲ့ထပ်မံပစ်ခတ်လိုက်ပါတယ်။ဒါကိုမြင်လိုက်တဲ့အမျိုးသားကသူ့ရဲ့လှုပ်ဝက်လက်နက်ကိုထုတ်သုံးလိုက်ပါတော့တယ်။သူကလက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့သူ့ပက်လဲမှာရွှေရောင်ကွင်း9ကွင်းရုတ်တရက်ထွက်ပေါ်လာပါတယ်။လက်ဟန်ချီဟန်အနှဲငယ်လှုပ်လိုက်ရုံနဲ့လက်နက်တွေဟာလေထဲမှာပြန်ဝဲလာပြီးစက္ကန့်ပိုင်းတွင်းမှာပဲ Flat Drone သုံးစီးအဖြစ်ပြောင်းလဲသွားကတောင်ပေါ်ကစနိုက်ပါသမားစီကိုအချိန်နဲ့ပြန်တန်းသွားပါတော့တယ်။တစ်ဖက်မှာလည်းသူက drone တွေစီကလာတဲ့ဗီဒီယိုဖိုင်တွေကိုကြည့်ပြီးစနိုက်ပါသမားရဲ့ဒီနေရာကိုစောင့်ကြည့်နေပါတယ်။စနိုက်ပါသမားကဒုတိယအကြိမ်ပစ်ဖို့ပြင်နေတော့မှပဲ drone တွေကသူမကိုပြစ်မှတ်ထားနေပြီဆိုတာသိသွားပါတယ်။အမျိုးသားကတိုက်ခိုက်မှုစတင်လိုက်တဲ့အချိန်မှာစနိုက်ပါသမားကလည်းမခေပါဘူး။သူမရဲ့ခါမှာကျူးတစ်ချောင်းကိုအမြန်ကြီးနေအုပ်ကမှုဆွဲတင်တဲ့ကိုသုံးပြီးပြန်တန်းနေတဲ့ drone တစ်စီးပေါ်ကိုချိတ်တွယ်လိုက်ပါတယ်။ drone ကနေကြည်စံတွေမိုးရွာသလိုပစ်ခတ်နေပေမဲ့သူမကတော့ကျွမ်းကျင်စွာနဲ့ရှောင်းတိန်ရင်နောက်ဆုံးမှာတော့6ကမ်းပါးပေါ်ကနေခုန်ချပြီးထွက်ပြေးသွားပါတော့တယ်။